2026မှာဗိုလ်တော်သားသမီးတွေကန်ဆာလာကလေနေထွက်လာထွက်စီးပွားတက်တဲ့အချိန်အဓိကလေငွေကြေးကလက်ခမောင်းခတ်ရမယ်ကိုယ့်ရဲ့နှစ်အဓိကရွှေထီးဆောင်မဲ့နှစ်လို့လည်းပြောလို့ရပါတယ်ရှင်။ဘာလို့ဆို2025မှာတော့ကိုကအလူးအလိတ်ခံခဲ့ရပြီးပြီပေါ့နော်။ဒီ2026မှာတကယ်ကိုအတွက်နှစ်လို့ပြောလို့ရပါတယ်ရှင်။ဗိုလ်တော်သားသမီးအတွက်2026တနှစ်တာလုံးကံကြမ္မာဟော့စတယ်နဲ့စာချောင်းလေးတွေကိုဆမ်မလေးကတည်စီပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဆမ်မကတော့တောင်းနဲ့ဗီဒီယိုတမ်းမြတ်ကိုပြောပြပေးသွားမယ်ဆမ်မလေးတွန်းခတ်ပြီးပဲဖြစ်ပါတယ်ရှင်။ဆမ်မ page ကို like and follow လုပ်ပေးထားပါဆမ်မ TikTok account လည်း like and follow လုပ်ပေးထားပါရှင်။ဒါမှဆမ်မနှစ်စစ်တင်ပေးတဲ့ကုသလူတွေရိုင်းနဲ့ဒီလိုမျိုးရတဲ့ hostel လေးတွေကိုအခမဲ့တင်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်ဆမ်မရဲ့ဒီဗီဒီယိုလေးကို like and share လုပ်ပေးဖို့မမေ့နဲ့နော်။ကဲဗိုလ်တော်သားသမီးတွေဟောခင်ကိုဆမ်မကတော်တော်လေးဟောချင်နေခဲ့တာကြာပြီပေါ့နော်။ဘဘူးသားသမီးတွေရဲ့ကန်ဆာတာကလေ2025မှာတော့ကျမတို့အတာစားခဲ့ပြီးဖြစ်တဲ့အတွက်အလူးအလဲခံခဲ့ရတဲ့နှစ်လို့လည်းပြောလို့ရပါတယ်ရှင့်2025မှာတော့ကျမတို့ဘဘူးသားသမီးတွေရပေါ့နော်ကိုရီးယားတန်ဖြစ်ခဲ့တယ်ပေါ့နော်တန်ဖြစ်တုံးကတော့ခံထားအောင်ပေါ့ဆိုပြီးတော့ကြွေးကြော်ခဲ့တဲ့မြဒီ2026ထဲမှာကျမတို့တူအလဲကိုပြန်ရောက်ပြီပဲဖြစ်ပါတယ်ရှင့်2026မှာဗိုလ်တော်သားသမီးတွေရဲ့ကန်ဆာတာလေထိတ်တန်းမှာရောက်ရှိနေပြီပဲဖြစ်ပါတယ်ရှင်။ကန်အကောင်းဆုံးနေနံလို့ပြောလို့ရပါတယ်ရှင်။ဆမရဲ့ကန်ဆာတာအခုထိမကောင်းသေးပါဘူး။အခုထိစိတ်ညစ်နေရတော့အကျိုးမထူးပါဘူးလို့မပြောပါနဲ့နော်။ဆမတို့2025မှာတော့ကြားခဲ့တဲ့အရှိန်ကြောင့်ပေါ့နော်။အခုပြန်ထားရတာကနည်းနည်းလေးတော့အရှိန်ယူအောင်မယ်ရှင်။ဗိုလ်တော်သားသမီးတွေရဲ့ကန်ဆာတာကလေဆမဇာတာကြီးလိုက်တဲ့အခါမှာဟော်ဂိတ်ကြီးလိုက်တဲ့အခါမှာ26မှာဗိုလ်တော်သားသမီးတွေကန်ဆာလာကလေနေထွက်လာထွက်စီးပွားတက်တဲ့အချိန်အဓိကလေငွေကြေးကလက်ခမောင်းခတ်ရမယ်ကိုယ့်ရဲ့နှစ်အဓိကရွှေထီးဆောင်မဲ့နှစ်လို့လည်းပြောလို့ရပါတယ်ရှင်။ဘာလို့ဆို2025မှာတော့ကိုကအလူးအလိတ်ခံခဲ့ရပြီးပြီပေါ့နော်။ဒီ2026မှာတကယ်ကိုအတွက်နှစ်လို့ပြောလို့ရပါတယ်ရှင်။2025မှာငွေတွေဆုံးရှုံးခဲ့တဲ့မြဒီအခု2026ထဲမှာအဲ့ဒီဆုံးရှုံးထည့်ရတဲ့ငွေထက်ပိုရတဲ့ဇာတူပေါ့နော်ငွေကြေးတမှုကိုထံကိုရရှိလာရှိပါတယ်ရှင့်ဗိုလ်တော်သားသမီးတွေပေါ့နော်ဒီ2026မှာရွှေထက်တမိုးရှိရဲ့အခွင့်အလမ်းတွေရွှေထက်တမိုးရှိရဲ့အလုပ်အကင်တွေကိုထံကိုရောက်ရှိလာခဲ့ရှိပါတယ်ရှင့်အရင်ကကျွေးပူတွေကြောင့်စိတ်ညစ်ခဲ့ရသမျှဘာလို့အစင်မပြေခဲ့သမျှလုပ်ငန်းမလဲပတ်လို့ငွေချမ်းဖြစ်ခဲ့သမျှအယောင်းဝယ်သမားဖြစ်ပါကပေါ့နော်အယောင်းဝယ်တွေမကောင်းလို့စိုင်တွေပိတ်ချင်တဲ့သူတွေရှိတဲ့သူတွေတော့မှဒီ2026ထဲမှာလုပ်ငန်းတွေပြန်ပြီးတော့လဲပတ်လာမယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေကြေးကန်တွေပြန်ပြီးတော့လဲပတ်လာမယ်ငွေတွေချမ်းဖြစ်ခဲ့တဲ့ငွေတွေကိုထံကိုအလုံးအင်းဝင်ခင်းရှိရရှင်။စမဒီ2026မှာဟော်ကိတ်ကြီးရဲ့တမဗိုလ်တော်သားသမီးတွေကပေါ့နော်ဗိုလ်တော်နံပစ္စည်းတွေအကျိုးပေးရရှင်ဗိုလ်တော်နံဆိုတာဥပမာရင်ဆိုမော်တော်ယာဉ်တွေနဲ့ပတ်သက်ပြီးတော့စက်ပစ္စည်းပေါ့နော်ကိုထံကိုကားဝင်ခင်းရှိရရှင်ပြီးကြရင်စမတို့ဗိုလ်တော်သားသမီးတွေမြေဝင်ခင်းရှိရရွှေဝင်ခင်းရှိရနော်ငွေတွေအလုံးအင်းဝင်ခင်းရှိရအလူအတန်းတွေလုံးရမယ်ရှင်အဓိကဒီ2025မှာတော့ခံခဲ့တဲ့ဒီ2026မှာအလူတွေလည်းလုံးရခင်းရှိတယ်အဓိကထီကန်ငွေကန်လက်ကန်ကောင်းလာပြီဖြစ်ပါတယ်ရှင်ကျမတို့ထီလေးတွေကန်ဆန်းတဲ့ခါကျရင်3တို့6တို့9တို့စတဲ့ကန်တဲ့တွေကိုထီကန်ဆန်းပြပါရှင်ဒီနှစ်ထဲမှာထီစုကြီးပေါက်နိုင်တယ်ထီစုသေးပေါက်နိုင်တယ်ကိုယ့်ရဲ့လိုရင်းစနာတွေကိုယ့်ရဲ့ရီမန်းချက်ပန်းနိုင်တယ်ဒီ2026ထဲမှာတီးနိုင်တယ်လို့ပြောလို့ရပါတယ်ရှင်ဒီ2026မှာပေါ့နော်ဗိုလ်တော်သားသမီးတွေငွေကြေးကန်ကတော့ပြန်ပြီးတော့ကောင်းလာပြီဖြစ်တဲ့အတွက်လက်ခမောင်းသာခတ်ပြီးတော့ရှင့်တကယ်ကိုယ့်ရဲ့ရွှေထီးဆောင်တော့မဲ့အချိန်ဒီကာလတစ်ခုကိုရောက်ရှိလာတော့မှာပဲဖြစ်ပါရဲ့ရှင့်ကျွန်မဟော့ကိတ်ကြည့်လိုက်တဲ့အခါမှာဗိုလ်တော်သားသမီးတွေကန်စားတာပေါ့နော်1လပိုင်း2လပိုင်း3လပိုင်း4လပိုင်းဒီ4လကတော့ပေါ့နော်စီးပွားရေးတွေတစားနဲ့ပြန်ပြီးတော့နလန်ပြန်ထူလာနိုင်မယ်5လပိုင်း6လပိုင်း9လပိုင်း8လပိုင်းဒီ4လကတော့စအရာရာညှို့မှန်းထားတာတဲ့အရာရောက်မယ်ရှင့်9လပိုင်း10လပိုင်း17လပိုင်း12လပိုင်းဒီ4လကတော့လေကျမတို့ဗိုလ်တော်သားသမီးတွေရဲ့ရွှေထီးဆောင်မဲ့ကာလလို့လည်းပြောလို့ရပါတယ်ရှင်ဒီ9လပိုင်း10လပိုင်း17လပိုင်း12လပိုင်းမှာကိုကြံစီထားသမျှအရာတွေအောင်မြင်မယ်ကိုယ့်ရဲ့ရွှေထီးဆောင်မဲ့လတွေလို့လည်းပြောလို့ရပါတယ်ရှင်ကန်ဆာတာရဲ့အခြေအနေကမတူတဲ့အတွက်ပေါ့နော်ဒီ4လအတွင်းမှာပေါ့နော်ကိုယ့်ရဲ့ကန်ဆာတာအခြေအနေကတစ်ချိန်တိုးတက်ရမယ်ညစ်လို့လည်းပြောလို့ရပါတယ်ရှင်ဗိုလ်တော်သားသမီးတွေပေါ့နော်အလုံးနဲ့ပတ်သက်ပြီးတော့သတင်းကောင်းကြားရခင်ရှိပါတယ်ရှင်ကျမတို့အရင်နှစ်တွေတုန်းကယာဒူးမတိုးလားစာမတိုးတဲ့သူတွေကမှဒီ2026ထဲမှာယာဒူးတိုးမယ်လားစာတိုးဖို့မြင်ခင်းရှိပါတယ်ရှင်ပြီးကြရင်ကျမတို့နေရာပြောင်းရွှေ့ဖို့အပြောင်းအရွှေ့ကျောင်းဆရာမဒါမှမဟုတ်ယာဒူးနဲ့ပတ်သက်တဲ့သူတွေပေါ့နော်အပြောင်းအရွှေ့လေးတွေရှိပါကပေါ့နော်ကျမတို့ကောင်းတဲ့နေရာတွေပဲပြောင်းရွှေ့ရခင်းရှိပါတယ်ရှင်ကိုပိုင်လုပ်ငန်းစတင်နေပေါ့နော်ဒီ2026ထဲမှာကိုပိုင်လုပ်ငန်းစဖို့အရင်နှစ်ကအစင်မပြေခဲ့လို့ဒီ2026မှာကိုပိုင်လုပ်ငန်းစတင်တဲ့သူတွေဒီ2026 4လပိုင်းကျော်တာနဲ့ကိုယ့်ရဲ့အိမ်မက်တွေကိုဖြစ်ချင်တဲ့
ဆိုင်ကိုပြစ်ချင်တဲ့ရီမဲချက်တွေစပြီးတော့အကောင့်ထဲပေါ်ပါလို့ဆံမလေးကတော့မှားကျင်ပါတယ်ရှင်ကိုလှုပ်ချင်တဲ့ကိုပိုင်လုပ်ငန်းကိုရဲရဲတာလုပ်ပါဒီ4 လပိုင်းနောက်ပိုင်းကနေစပြီးတော့လုပ်မယ်ဆိုရင်ပို့ပြီးတော့အကျိုးပေးအောင်မြင်မဲ့ကာလာလို့လည်းပြောလို့ရပါတယ်ရှင်ဆံမတို့ဒီ4 လပိုင်းအတာတကြံကြော်ပြီးမှပဲစီးပွားရေးတစ်တွေလုပ်ငန်းတစ်တွေစပြီးတော့လုပ်ပါလို့ဆံမလေးကတော့အကြံပေးချက်ပါတယ်ရှင်ဘာလို့ဆိုတော့4 လပိုင်းနောက်ပိုင်းကတော့ဗုဒ္ဓဘူးသားသမီးတွေကလက်မသာထောင်ပြီးတော့လက်ခမောင်းသာခတ်ပြီးတော့အဲ့ဒီလတွေကကိုယ့်ရဲ့လတွေလို့ပြောလို့ရမယ်ကိုကြက်စီထားသမျှအရာအားလုံးပြည့်နိုင်မှာပဲဖြစ်ပါတယ်ရှင်တော့ကိုကလက်လွန်ထားတဲ့ငွေကြေးတွေနော်ဒီ2026ထဲမှာပြန်ပြီးအမှတ်မထင်ပြန်ပြီးရရှိခင်ရှိပါတယ်ရှင်ဒါမှမဟုတ်ကိုကအကျွေးမှုတွေရှိတဲ့ခါကျရင်ဒီ2026ထဲမှာကိုကငွေကြေးကံပြန်ပြီးမြင့်တဲ့အတွက်အကျွေးတွေပြန်ပြီးဆက်နိုင်မယ်ပြီးရင်ကျမတို့ဖြစ်ချင်တဲ့အိမ်မက်လေးတွေဖြစ်ချင်တဲ့အလူအတန်းလေးတွေလုံနိုင်မယ်ပြုတ်နိုင်မယ်ပေါ့နော်တကယ်ကိုကံကောင်းတဲ့နှစ်လို့ပြောလို့ရပါတယ်ရှင်ဒါကြောင့်ဗုဒ္ဓဘူးသားသမီးတွေဘာမှ2025မှာတော့တန်ဖြစ်နေတော့ခံအောင်ပေါ့ဒီ2ဖြစ်ပြီးနှစ်ဆိုတော့လက်မသာထောင်ပါလို့ဆင်မတော့မှာချင်ပါတယ်ရှင်ဟိုဒီကတော့စမတီဟွန်ဟော့ကင်းဟောတယ်ဆိုတော့တချို့ပြောအလုံးမလုံးပဲနဲ့တော့ဘယ်တော့မှဖြစ်လာဘူးလို့ဆိုတော့မှန်တယ်အဲ့အတွက်ဆင်မတော့ကံကကူမယ်ကိုကအလုံးလုံးယုံမယ်လိုအပ်တယ်ရှင်ဟိုကိုကပေါ့နော်ကိုလုံးနေကြလုပ်ငန်းကိုလုံးနေကြလုပ်ငန်းလေးကိုသာဖြည်းဖြည်းလုပ်ပါကိုလုံးနေကြကိုရှောက်နေတဲ့လမ်းကိုသာဖြည်းဖြည်းလေးရှောက်ပါတကယ်ကိုအောင်မြင်မဲ့နှစ်လို့လည်းပြောလို့ရပါတယ်ရှင်ပညာရေးနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဘူးသားသမီးတွေပေါ့နော်ဒီ2026မှာပညာသင်ဖို့အတွက်ပေါ့နော်နိုင်ငံခြားကိုသွားရခြင်းရှိရရှင်တကယ်ကိုကောင်းမွန်တဲ့နှစ်လို့လည်းပြောလို့ရပါတယ်ရှင်ပညာရေးနဲ့ပတ်သက်ပြီးတော့အထွတ်အထိပ်ရောက်မဲ့နှစ်လို့လည်းပြောလို့ရပါတယ်ရှင်ကိုစူးစမ်းရင်စူးစမ်းသလောက်အရာရောက်မဲ့နှစ်လို့လည်းပြောလို့ရပါတယ်ရှင်ကျမတို့ဗုဒ္ဓဘူးသားသမီးတွေထဲမှာနိုင်ငံခြားကိုထွက်ချင်တယ်သွားဖို့ကြမ်းကြာနေတဲ့သူတွေရောမှဒီ2026ထဲမှာသွားရခြင်းရှိပါတယ်ရှင်ပြီးကျမ်းမာရေးဗုဒ္ဓဘူးသားသမီးရဲ့ကျမ်းမာရေးက2025မှာတော့တခြားရှောင်ဖြစ်တယ်ပေါ့နော်အနာနဲ့စိမ်းတွေမတွေ့ဘူးအဓိကဟိုဟာဖြစ်လိုက်ဒီဟာဖြစ်လိုက်ဥမာခေါင်းကိုက်လိုက်ဘိုက်အောင်လိုက်အဲ့ဒီလိုမျိုးပေါ့နော်သွေးထွက်တိုင်ရုံးလေးတွေဖြစ်လိုက်အဲ့လိုတစ်ခုပြီးတစ်ခုဖြစ်နေတတ်တယ်ပေါ့နော်ဒါပေမဲ့ဒီ2026မှာကျမ်းမာရေးတွေဖြည်းဖြည်းနဲ့ပြန်ပြီးတော့ကောင်းလာပြီးအဲ့ရလဲနေတဲ့သူတွေရောမှပေါ့နော်အနာနဲ့စိမ်းတွေတွေ့ပြီးတော့ပေါ့နော်ဟိုကျမကြီးတွေပြန်ပြီးတော့ကောင်းလာမယ်နော်ငယ်ရသူတွေအဖိုးကတော့ပေါ့နော်ကျမကြီးနဲ့ပတ်သက်ပြီးတော့ဘာမှစိုးရိမ်စရာတော့မရှိဘူးအသက်အရွယ်ကြီးမားတဲ့သူတွေကတော့ဆမ်မတော့အကြံပေးချင်တာပေါ့ဟိုဒီ2026ထဲမှာအသက်အနည်းနဲ့ပတ်သက်ပြီးတော့ဘာမှတော့စိုးရိမ်စရာကြီးကြီးမားမားမရှိရတဲ့အတွက်ပေါ့နော်တကယ်ကိုကျမကြီးလည်းကောင်းမဲ့နှစ်လို့လည်းပြောလို့ရပါတယ်ရှင်အခြေရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုယ့်ကိုမိုးချက်စေတဲ့အရာနေပြီးတော့လွတ်မြောက်ပါလို့ဆမ်မလေးကတော့အကြံပေးချင်ပါတယ်ရှင့်ကိုကိုမကောင်းတဲ့သူလို့တိနေပြီးပဲဟောပေါ့နော်ကိုကဘာလို့ဆွဲထားအောင်ပါလဲသူမကိုစီမှာမနေခြင်းတဲ့အရာတစ်ခုကိုကိုကဆွဲထားရတဲ့အရာတွေရှိနေခဲ့ရင်လည်းလက်လွတ်တင်တာတွေလက်လွတ်ပါလို့ဆမ်မလေးကတော့ပြောချင်ပါတယ်ရှင့်ကျွန်တော်တို့ဒီ relationship ကိုပေါ့နော်ဒီလိုမျိုးကိုအတွက်အစင်မပြေ relationship ကိုဖျက်ချလိုက်ပြီဆိုပါဆိုကိုအတွက်ကောင်းမွန်တဲ့ relationship အသစ်ကိုပြန်ပြီးစတင်ရဖို့ရှိတယ်ကိုအနာကိုပေါ့နော်ကိုနားလည်ပေးနိုင်မဲ့သူဒီထက်ပိုပြီးကိုအတွက်ကောင်းတဲ့သူကိုချစ်နိုင်တဲ့သူပေါ့နော်အမျိုးတွေ့လာခြင်းရှိပါတယ်ရှင်ဒါကြောင့်2026မှာကိုကအတိတ်ကိုပေါ့နော်စွန့်လွတ်နိုင်ဖို့ရေးကြည့်ပါတယ်ရှင်ဒါမှအနာဂတ်မှာလှပမှာပဲဖြစ်ပါတယ်ရှင်အိမ်တော်ရေးမှာတော့2025မှာတော့စီးပွားရေးနဲ့ငွေကြေးကြောင့်လုံးချလိုက်နေတဲ့အတွက်ပေါ့နော်အိမ်တော်ဘက်အပေါ်မှာကိုကအချိန်မပေးတာမျိုးလေးတွေရှိရဲအဲ့အတွက်အချိန်ပေးရမယ်ရှင်ပြီး2025မှာတော့ကတော့ကစားတွေဖြစ်ခဲ့တယ်ပရိပခတွေဖြစ်တယ်တဲ့နော်အိမ်တော်ကြီးတယောက်နဲ့တယောက်နားလည်မှုကွဲတာလေးတွေရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီ2026မှာတယောက်နဲ့တယောက်ဟိုစမတော့အကြံပေးချင်တာပေါ့နားလည်မှုနဲ့ညှိညှိနှိုင်းနှိုင်းနဲ့နေပါဒီထက်ပို့ပြီးတော့တာယာတဲ့အိမ်တော်ကြီးကိုတိစောက်နိုင်ပါပဲဖြစ်ပါတယ်ရှင်2025တော့လိုမျိုးပေါ့ဟိုတိတ်ပြီးတော့ကြီးမားစွာပေါ့နော်ပြဿနာတွေရှိကိမရှိဘူး2026မှာတာယာတဲ့အိမ်တော်ကြီးကိုထူထောင်နိုင်ပါပဲဖြစ်ပါတယ်ရှင်သားသမီးရချင်တဲ့သူတွေတော့မှဒီ2026ထဲမှာသားသမီးရကိန်းရှိပါတယ်ရှင်သားသမီးရတဲ့နာထွန်ကားရကိန်းရှိပါတယ်ရှင်တပူးသားသမီးတွေဘာလို့အဆင်ပြေအောင်နော်ကိုလုံးသမျှကိုင်သမျှလုပ်ငန်းတွေချုံးမွေ့အောင်နော်အဓိကငွေကြီးတွေငွေကြေးကန်တွေပွင့်အောင်ဝင်သမျှငွေမြဲအောင်ဝင်သမျှစီးစိမ်တီးမြဲအောင်နော်အချင်းရင်အိမ်တော်ရေးလူမှုရေးစီးပွားရေးကျန်းမာရေးအဘက်ဘက်ကရှိတဲ့အရာတွေအားလုံးအဆင်ပြေပြေချုံးမွေ့ဖြစ်နိုင်အောင်ဆမကရေရကောင်းလေးတစ်ခုကိုပြပပေးတော့မှာဖြစ်ပါတယ်ရှင်အဲ့ဒီရေရကအရန်ကိုလည်းကိုရိုးရှင်းပါတယ်ဆမတို့ကုသိုလ်ပြုရေရကိုပဲဆမကလမ်းညွှန်ပေးပါပဲဖြစ်ပါတယ်ရှင်အဲ့ဒါတော့ဗုဒ္ဓမြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးကိုပေါ့နော်ကြက်ရည်တစ်ခွက်နော်ကြက်ရည်တစ်ခွက်နဲ့ပေါင်မိုးတစ်ချက်ကက်လူပူဇော်ပေးပါရှင်ဆမတို့ကြက်ရည်တစ်ခွက်ပေါင်မိုးတစ်ချက်ကလူပူဇော်ပြီးတဲ့ခါကျရင်တမယာတိကိုးလုံးပေါ့နော်အញ្ញံအတိုက်ခိုက်တွေပြေအောင်ပေါ့နော်မြတ်စွာဘုရားရှင်ကိုရမကြီးကိုလှူပေးပါရှင်တမယာတိကိုးလုံးကိုနွမ်းနာနဲ့ဆွန်မပြန်ပြီးတော့အသုံးမပြုပါနဲ့အញ្ញံအတိုက်ခိုက်နှောက်ယှက်လေးတွေရှိတတ်လို့ပါရှင်ပြီးကြရင်ဆမအကြံပေးချင်တာပေါ့နော်တချို့ကကြံရင်နိုင်ငံခြားရောက်နေတဲ့သူတွေကြံရင်မရတဲ့သူတွေဘာလို့လို့ရလဲဆိုတော့ဟိုကြံရင်မရမဲ့အဆုံးပေါ့နော်ဂျာကြီးလေးဖြိုးပြောပြီးတော့မြတ်စွာဘုရားရှင်ကိုရမကြီးကိုဂျာကြီးနဲ့
ပါမွတ်တစ်ချက်ကလူပူဇော်ပေးပါရှင်ဒါကကုသိုလ်ပြုရေရဖြစ်တဲ့အတွက်ကံအထောက်ပံ့ရစေတဲ့ရေရလေးလည်းဖြစ်ပါတယ်ရှင်ဆမတို့ဒီတစ်နှစ်ပတ်လုံးကန်ဆာတာမြင့်တဲ့အတွက်ပေါ့နော်ကံနှိမ့်စေတဲ့အရာတွေမလုပ်နဲ့အမဲသားစိတ်သားတွေလည်းမစားနဲ့ပေါ့နော်2026မှာတကယ်ကိုတိုးတက်အောင်မြင်တော့မဲ့နှစ်လို့လည်းပြောလို့ရပါတယ်ရှင်ဆမရဲ့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့မမေ့နဲ့နော်ဆမရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာလည်းအောင်အရဟံဗုဒ္ဓဘူးဆိုပြီးတော့မှတ်ထားပေးပါဆမလေးတဦးတယောက်ချင်းတိုင်းကိုစီမံဆူတောင်းပေးပါမယ်ရှင်ဆမစီမှာဗီဒီယိုမီလို့ရတဲ့တာရောမီလို့ရတဲ့ငွေချေးကြောင့်ဖြစ်တဲ့အခက်အခဲလေးတွေလာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင်ဆမစီမှာပေါ့နော်အစမ်းထက်အဆောင်လေးတွေကိုလည်းကိုယ့်ရဲ့နေနဲ့အလိုက်ပေါ့လာရောက်ပြီးတော့အစီမံအပ်လို့ရပါတယ်ရှင်ဒါဆိုရင်ဆမရဲ့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့မမေ့နဲ့နော်ဆမကိုကြည့်ရှုနေတဲ့ခုနှစ်တော်သူများအားလုံးကျမ်းမာချမ်းသာကြပါစေပန်းလုံးမွေးရေလိုအေးချမ်းကြပါစေနေ့ရက်တိုင်းမှာချမ်းသာကြွယ်ဝမှုတွေရရှိပြီးတော့တထေးမကြီးဖြစ်ပါစေလို့ဆမလေးကစီမံဆူတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်